နေ့ကတော့ကျွန်တော်ကင်မရာအတွက် lens လေးတစ်လုံးကိုကျွန်တော်ခရီးပေးနဲ့ရှင်ပြီးတော့ဝယ်လာခဲ့ပါတယ် Right so balance လေးဆိုတော့ Sigma ကထုတ်တဲ့ 16mm f 1.4 လေးပဲဖြစ်ပါတယ်ဒီမှာကတော့ထုံးစံတိုင်းပဲခြေဆက်ရွက်တွေပါမယ်ပြီးရင်တော့ဘူးလေးတစ်ဘူးပဲပါတော့မယ်ဒါပါပဲဒီ lens ကဘယ်လိုလူတွေဝယ်သင့်လဲဆိုရင်တော့ကျွန်တော်တို့ indoor ရိုက်မဲ့သူတွေပေါ့နော်အခန်းကျင်းနေတို့လိုမျိုးဒီကောင်က 16mm ဆိုတော့အခန်းတွေပါကျင်းလို့ရှင်လည်းအဆင်ပြေတယ်ပြီးရင် outdoor ရိုက်မယ်ဆိုလို့ရှင်လည်းအဆင်ပြေတယ်ဇွန်းဆွဲစရာမလိုဘူးဇွန်းဆွဲစရာလည်းမလိုဘူး indoor outdoor လည်းရိုက်ချင်တယ်လို့လူတွေဆိုလို့ရှင်ဒီ lens ကိုဝယ်သင့်တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ကိုယ်တိုင်လည်းဒီအခန်းထဲမှာပဲဗီဒီယိုတွေပါရိုက်တာမို့လို့ကျွန်တော်အခန်းကလည်းကျင်းတာဖြစ်တဲ့အတွက်ဒီ lens ကိုပဲယူလိုက်တာပေါ့နော်တကယ်လို့ကိုယ်အခန်းကလည်းကျဲတယ်ဆိုလို့ရှိရင် 35mm တို့ 15mm တို့ဝယ်လို့ရတယ်ပေါ့နော်ပြီးတော့လို့ရှိရင်ဒီ lens နဲ့ကျွန်တော်မွတ်စလင်တွေရဲ့ဥပုပ်ကာလာဆိုတော့သူတို့မုံစေးတဲ့နေရှိတယ်ပေါ့နော်အဲ့ဒီမုံစေးတဲ့နေမှာကျွန်တော်ရှောက်ပြီးတော့စမ်းပြီးတော့ရိုက်ကြည့်ထားပါတယ်အဲ့ဒီဗီဒီယိုဖိုင်ကိုတော့ကျွန်တော်နောက်ဆုံးမှထည့်ထားပေးပါမယ်တက်ကြည့်ပါမယ်ဘယ်လိုတက်မလဲမသိပါဘူးဒါဘယ်လိုတက်မှာဟိုလက်ဒီလက်နဲ့တိုင်ပတ်နေပါတယ်โอเคရတော့ပါပြီဆိုတော့ကျွန်တော်ရဲ့ကင်မရာမှာတက်ကြည့်ပါမယ်ကျွန်တော်ရဲ့ကင်မရာကတော့ Sony ZV-E10 ပါအဲ့ဒီဘောတက်တဲ့ဟာလေးကအမွှေးရကျွတ်တယ်ပေါ့နော်ကျွတ်တော့ lens ပြုတ်တဲ့အခါကျလို့ရှိရင် sensor တွေကိုအမုံကြီးကြမှာဆိုလို့တခါဖြုတ်ထားလိုက်ပါတယ်ဒီကျတော့ကျွန်တော်ရဲ့ kit lens လေးကိုဖြုတ်ပြီးတော့ Sigma lens လေးကိုတက်ပါမယ်ဒီ lens ကိုဝယ်တာကဈေးနှုန်းကတော့လေးငွေ2000နဲ့မှ200ပေါ့နော်ဒီမှာငွေနဲ့ဆိုရင်တော့ဘယ်လောက်လဲခု10ရာထောင်တောင်းသိန်းတန်းဂရေကြဲကျွတ်ဟုတ်ပါတယ်22သိန်းပါဒီကောင်ကနည်းနည်းတက်ရခက်တယ်ပတ်စံဒီပေါ်နေလုံးလို့တော့မဟုတ်ပါဘူးဒီကောင်ဝယ်ဖို့တမင်းစီစံတစ်နှစ်လောက်စားပြီးတော့စုပြီးတော့ဝယ်ရတာပါရုပ်ကိုလည်းကြည့်ပါအောင်တမင်းစီစံရုပ်ပေါက်နေပါပြီမိုက်ပါတယ်ရှေ့ပါပဲခုမှကင်မရာရုပ်ပေါ့တာ kit lens လေးနဲ့ကြတော့ကင်မရာလေးကတိတ်လေးဆိုတော့เนาะဒီမှာမြင်တဲ့အတိုင်းပဲเนาะကင်မရာနဲ့ lens ကိုမထိရမတိုးရနဲ့ကင်နေရတယ်ဒီခုဖြစ်သွားရင်လည်းမလွယ်ဘူးလေတမင်းစီစံထပ်စားရမှာမိုက်ပါတယ်ကင်မရာနဲ့ lens လေးတက်ပြီးသားဆိုတော့မြင်မြအကုန်လိုက်ချိန်ပါတော့မယ်ရှောက်ရိုက်ကြည့်ပါကျွန်တော်စမ်းပြီးတော့ရိုက်ကြည့်ရပါတော့ကျွန်တော် lens လေးဘယ်လိုနေလဲဆိုတော့လိုက်ပြီးတော့ဆန်းရိုက်ကြည့်ပါတယ်ရှောက်ကလေးကြည့်ပါမယ်မြောက်လက်ထဲအုံးကြီးရောက်သွားသလိုပါပဲတော့ဒီပိုင်းကတော့ဒီလောက်ပါပဲကျွန်တော်တို့ဒီမှာ lens လေးလည်းတက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဘိုက်စာလို့တစ်ခုစားပါမယ်ကျွန်တော်တို့အခုနအဲဒီကင်မရာ lens ထိုင်တက်နေတာကကျွန်တော်တို့ Family Mart မှာထိုင်နေရပါတော့ဒီ Family Mart မှာပဲတခုစားပါမယ်ကျွန်တော်အရင်ဆုံးအနေနဲ့ကြာစိမ့်တစ်ခွက်ယူလာပါတယ်ပြီးတော့ဒါက Godzilla နဲ့လိတ်ထားတဲ့ထမင်းမှာအထက်မှာ Godzilla ထည့်ထားတာပါပြီးနောက်တစ်ခုကတော့ဒါကျတော့ Godzilla အသားတွေကိုတင်ထားတာပေါ့နော်အပေါ်မှာတကယ်ကောင်းပါတယ်ပြီးရင်တော့ကျွန်တော်ဘာနဲ့စားလို့စားမယ်မသိဖြစ်နေပါတယ်
ဒါလေးတွေကတော့စေဒီထမင်းလေးတွေပါစေဒီထမင်းလေးတွေတော့အများကြီးယူလာပါတယ်အကုန်စားဖို့တော့မဟုတ်ဘူးအိမ်ကိုတစ်ခါလေးဝယ်သွားဖို့ပေါ့နော်စေဒီထမင်းလေးတွေအများကြီးပါပဲဒီစေဒီထမင်းတွေအကုန်လုံးကလည်းအထဲမှာကော်စီလာတွေပဲထည့်ထားတာပါကော်စီလာအသားနဲ့ပဲအကုန်လုံးယူလာလိုက်ပါတယ်ဒါကော်စီလာဥပါကော်စီလာဥလေးပါပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ကြားစိမ့်တောက်မယ်ပေါ့နော်ကြားစိမ့်လေးတောက်ပါပဲမစိုးကောင်းတယ်ကြားစိမ့်ရတာမပြတ်ဘူးစေဒီထမင်းလေးအရင်စားပါမယ်အရင်ဆုံးအနေနဲ့ဒါကတော့စေဒီထမင်းပါဝါတကယ်စားလို့ကောင်းပါတယ်အထက်မှာကော်စီလာအရသာလေးကလည်းမပြတ်သွားပါဘူးရေကော်စီလာအရသာထီထီမီမီနဲ့တော်တော်ကောင်းပါတယ်ဒီမှာစပြီးတော့ကြက်တီတုံးပါပြီမြင်ရလားအထက်မှာကော်စီလာတုံးလေးအမဟုတ်ပါဘူးကော်စီလာသားလေးမြင်လားကော်စီလာကော်စီလာအဲ့ဒါကော်စီလာသားတော်စားလို့ကောင်းပါတယ်ရှယ်ပဲကြားစိမ့်လေးထပ်တောက်မယ်ကြားစိမ့်လေးလည်းမဆိုးပါဘူးကျွန်တော်မြန်မာနိုင်ငံကြားစိမ့်နဲ့ရတာတူတူပါပဲကော်စီလာစီရီထမင်းတော့ကျွန်တော်တော်တော်လေးကြိုက်သွားပါပြီတော်တော်လေးစားလို့ကောင်းတယ်ဝါရှယ်ပဲဒီမလေးရှားအကြစိမ့်ရကျတော့ထူးဆန်းနေဗျအစိမ့်ရောင်လေးမြန်မာနိုင်ငံမှာကျတော့အစိမ့်ရောင်မဟုတ်ဘူးပေါ့နော်နောက်တစ်ခုကတော့ကော်စီလာထမင်းလေးစားပါမယ်တစ်ထည့်မှာကော်စီလာသားလေးမြင်ရလားဟိုမှာတွေ့လားကော်စီလာလက်ထည့်လိုက်တာဒီကောင်လည်းမဆိုးပါဘူးဝါဒီကောင်လေးတော်ကောင်းတယ်ကော်စီလာရတာလည်းထီထီမီမီလေးနဲ့တော်ကောင်းပါတယ်နောက်ထပ်တစ်ခုထပ်စားကြည့်ပါမယ်ဒီမှာကော်စီလာအပြင်ကျွန်တော်ကင်းကောင်လေးလည်းပါတယ်ပေါ့နော်ဝါရှယ်ပါပဲဝါနောက်တစ်ခုကတော့သူမှာစနေမုံနှစ်ထုပ်ပါတယ်ပေါ့နော်ကော်စီလာသားစားမယ်ဆိုကျွန်တော်တို့စနေမုံနဲ့စားတင်တယ်ပေါ့နော်အပေါ်ကနေကျွန်တော်စနေဖက်လေးတွေကိုတင်လိုက်ပါမယ်ပြီးတော့ဒါစနေရည်ပါစနေရည်ကိုလည်းနည်းနည်းလေးဆန်းလိုက်မယ်ဒါမှကော်စီလာသားနဲ့လုံးဝ perfect ဖြစ်တာပေါ့နော်ဒါကကော်စီလာသားနဲ့လိုက်ဆုံးကစနေမုံဆိုတာအမြဲတည်းရပါမှတ်ထားပါကော်စီလာသားတွေပါစားတော့မယ်ဆိုအမြဲတမ်းစနေမုံဖြူဖို့မမေ့ပါနဲ့ကောင်းတယ်နောက်တစ်ခုထပ်စားကြည့်ပါမယ်စနေမုံလေးကိုနည်းနည်းလေးဖြူမယ်ကျွန်တော်အရင်များဝိုင်းလည်းမကောင်းဘူးပေါ့နော်ဟုတ်ပြီစနေရည်လေးနည်းနည်းလေးများသွားပြီပေါ့နော်ဒါပဲလေစားလိုက်ပါမယ်โอเคကော်စီလာအသားပြားကြီးကလုံးဝအကြီးပဲဗျာဒီလားမဆိုးဗျာစနေရည်မှောက်ကျသွားပြီဆိုရင်လည်းဆိုးပါကောင်းပါတယ်ကဲစားတာတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ lens နဲ့ရိုက်ထားတဲ့ဗီဒီယိုလေးကိုပြပေးပါမယ်အားလုံးပဲ bye bye ပါ